ရောက်ပြကြပြီမွေးရမြင်မိရွာကလေးစီမြင်ရမှန်းစားတမောင်လွမ်းသည်လွမ်းသည်အဝဲမသည်မိုးကုတ်စဝိုင်းမုံရီပြားတလီညူရောက်တဲ့ဓာတ်တော်ကလေးစီမန်းစားမြော့ရီစိတ်ညူညူရောက်သွေးနေတောင်းပြူပြူပြားစေဒီအပြာရောင်မိုးသာအောင်မှာစေးရီချဲပတိကားတစ်ချက်ပမာရင်နဲ့ရှူမို့ပြောမစုံအောင်နာသည်ဒီချိန်ဆိုတို့ရွာကချောင်းကလေးတွင်မှာလေကလေးစီလို့ပြောနေကြရမည်ဝါဆိုဝါကရေပန်းတော့လေကလေးစီလို့ကြောင်းနေရပါသည်ငယ်စီဘဝပြန်တွေ့မိအမေနဲ့အတူလေကိုလို့ရင်လေတဲ့စင်ကတတိယမိသေးသည်အမေရွာကလေးစီမြေအောင်မှန်းစားလွမ်းရပါသည်ငယ်စဉ်ကလေးဘဝကအေးမြပါသည်အမေရွာဌာနီအညာကြီးလက်စီအမေပေးတဲ့တောင်းကြည့်ပြီးအိုမေပေးတဲ့တောင်းကြည့်ပြီးတာမောင်ပြန်ခဲ့မယ်လို့တွေ့တာမောင်ပြန်ခဲ့မယ်လို့တွေ့အမေပေးတဲ့တောင်းကြည်ပါမည်တာဘဝရှိတွေ့တာဘဝရှိတွေ့ပညာကိုရည်ထားတဲ့အမေစီမိဘကလေးစီတာရောက်ပြန်လာခဲ့တော့ညီမြောက်တာတော့ကြာနေတယ်အမေနဲ့မိဘကလေးစီညီအောင်မှန်းစားတာမှလွမ်းမိတယ်ဟိုးဝေးစီမှာမုန်းဖို့စဝမ်းရှိတယ်ပြရောင်ဘိုးသားအောင်မှာထမ်းတော်လေးရှိတယ်မိရွာလေးစီကိုတာတန်တာငမ်းမိနေတယ်လေဟိုးနေစဉ်ကလေးဘဝကဆိုမိနဲ့အတူလေကိုတော်ရင်လေလေးစင်းတာမျိုးတာမှတတိယမိရဲ့အမေဒါကြောင့်လေတားရဲ့ရည်ချက်တွေတည်တဲ့တတိယရာအမေနဲ့မိရွာလေးစီကိုတားရောက်ပြန်ခဲ့တယ်အမေတားရောက်ပြန်ခဲ့ပါမယ်အမေချိန်ဆိုတို့ရွာကချောင်းကလေးတွင်မှာလေကလေးစီလို့ပြောနေကြရောက်နေဝါဆိုဝါရေပန်းတော့လေကလေးစီလို့ကြောင်းနေရပါသည်ငယ်စီဘဝပြန်တွေ့မိအမေနဲ့အတူလေကိုလို့ရင်လေတဲ့စင်ကတတိယမိသေးအမေပေးတဲ့တောင်းကြည်ပါမည်တာဘဝရှိတွေ့တာဘဝရှိတွေ့ညညာကိုရည်ထားတဲ့အမေစီမိဘကလေးစီတာရောက်ပြန်လာခဲ့တော့ညီ